မိမိတို့ဖုန်းမှာ1မိနစ်တွင် Gmail ဖုန်းနံပါတ်ချိန်သည် Gmail လေးထဲဝင်လိုက်ပါ Gmail လေးထဲဝင်ပြီးဆိုရင်ဒီမှာကိုယ့်ရဲ့ပေါ့နော်ကောက်ထဲဝင်လိုက်ပါ profile လေးနဲ့ကောက်လေးထဲဝင်ပြီးပြီဆိုရင် manager UR Google account ဆိုတဲ့ဟာလေးတစ်ချက်နဲ့လိုက်ပါဒီနေရာမှာပေါ့နော်ဒါ personal info ဆိုတဲ့ဟာလေးထပ်မံပြီးတော့လိုက်ပါလက်လေးနဲ့ပေါ့ဆွဲတင်ပြီးဆိုရင်ဒီမှာပေါ့နော်ကျွန်တော်တို့ပေါ့နော်ဖုန်းဆိုတဲ့ဟာလေးတစ်ချက်လိုက်ပါနှိပ်ပြီးပြီဆိုရင်ကိုကဒီမှာချိန်နေနေပေါ့နော်ဖုန်းနံပါတ်ဒါမှမဟုတ်ဖုန်းနံပါတ်မထည့်ရသေးဘူးဆိုရင်ထည့်လို့ရတယ်ထည့်ရတယ်ဆိုရင် single မရှိလို့ဆိုရင် single ပြန်ပြီးတော့ချိန်လို့ရတယ်ပေါ့နော်ချိန်နေတဲ့ single လေးတစ်ချက်နဲ့လိုက်ပါနှိပ်ပြီးပြီဆိုရင်ခဏလေးစောင့်တပါပြီးခဲတံလေးတစ်ချက်နဲ့လိုက်ပါအဲ့ဒါဆိုဒီနေရာမှာပေါ့နော်ဒီဖုန်းနံပါတ်လေးကိုထည့်ခဲ့တဲ့ဖုန်းနံပါတ်လေးပြန်ဖြစ်လိုက်ပါဖြစ်ပြီးပြီဆိုရင်ဒီမှာအောက်ကပေါ့နော် update ပေါ့နော်ဒါကိုတစ်ချက်နဲ့လိုက်ပါပေါ့နော်အဲ့ဒါလေးနှိပ်ပြီးပြီဆိုရင်ကိုကဒါပေါ့နော်ဒီဖုန်းနံပါတ်လေးကုတ်ကြပြီးမယ်ကုတ်ကြပြီးပြီဆိုရင်ပေါ့နော် next ကိုနှိပ်ပြီးပြီဆိုရင်ကုတ်လေးထည့်ပြီးပြီဆိုရင်ကျွန်တော်တို့ဟိုနှိပ်လိုက်ရပြီပေါ့နော်စိတ်ဦးနှိပ်လိုက်ရပြီအားလုံးပဲမင်္ဂလာပါဆင်ပြေကြပါစေ